Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့လုပ်ချင်တဲ့ဗီဒီယိုဒီနေ့လုပ်ပြပြပေးမယ့်အကြောင်းအရာဗီဒီယိုကတော့ကျွန်တော်ဒီအလကားရတဲ့ဒီ player တွေရမှာပေါ့နော်ဘယ် player တကယ်ကောင်းလဲဘယ် player တကယ်ပွဲတိုးလဲကျွန်တော် online ကန်တဲ့ match တွေမှာဘယ် player တကယ်အသုံးဝင်လဲဆိုတော့ပြောပြမှာဖြစ်ပါတယ်ကျွန်တော်ဒီအရင်တော့ပေါ့နော်ဒီဗီဒီယိုတွေကိုကျွန်တော် AI English ဘာသာ English language နဲ့လုပ်တာအများကြီးပေါ့နော်ကျွန်တော်မြန်မာလိုပြောမှာကျွန်တော်အတန်းနဲ့ပြောမှာကျွန်တော်ရှက်နေသလိုဖြစ်နေတာအဲ့ဒါနဲ့ပဲမလုပ်ဖြစ်တာပေါ့နော်အခုတော့ကျွန်တော်ကိုယ်အတန်းနဲ့ကိုယ်ပဲလုပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကြည့်လိုက်အောင်ဗျာကျွန်တော်ဘယ် player အကြောင်းပြောမလဲဆိုတော့ပထမဆုံးကျွန်တော်ဒီပြောမယ့်အကြောင်းအရာတွေမှာပေါ့နော်ဒီကျွန်တော် squad ခုစားလုပ်ထားရပေါ့နော်ဒီ substitute တွေကအပါဝင် squad ခုစားလုပ်ထားတယ်အဲ squad ခုစားအောင်မှကျွန်တော်လကားရတဲ့ player တွေတရားပဲပေါ့နော်အကောင်းဆုံး player တွေကျွန်တော်အကြိုက်ဆုံးတကယ်လဲပွဲမှာသုံးလို့ကောင်းတဲ့ player တွေကိုရွေးရတယ်ပေါ့နော်အဲ့ထဲမှာပထမဆုံးကျွန်တော်ကိုသမားအနေနဲ့ဆိုရင်ဘာစီလိုနာကိုသမား Testican ကိုကျွန်တော်ရွေးရတယ်ပေါ့နော် Testican က Stacking ကိုသမားပေါ့နော်ပွဲထဲမှာလည်းတကယ်ကောင်းတယ်သူရဲ့ status တွေကလည်းတကယ်ကောင်းတယ်ပေါ့နော်ပြီးရင်သူကဘောလုံးဖြန့်ဝေမှုတွေရောအကုန်လုံးအဆင်ပြေတယ်ဒီကတော့ဗျာstatus တွေကောင်းတာမကောင်းတာတဲ့ပွဲထဲမှာဘယ်သူကတကယ်ကောင်းတယ်ပေါ့နော်ပွဲထဲမှာတကယ်ကောင်းတဲ့ကိုသမားမို့လို့ကျွန်တော်သူ့ကိုရွေးရတယ်နောက်တစ်ယောက်အနေနဲ့ကတော့ကျွန်တော်ဆန်နာဘက်မှာတော့2ယောက်ပေါ့နော်ကျွန်တော်ဆန်နာဘက်မှာတော့ Saliba ကတော့အလုံးတည်တယ် Saliba ရဲ့ကတ်တိုင်ကကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုတော့ဒီကတ်ပေါ့နော်ဒီကတ်ကိုကျွန်တော်ပွဲတွေအများကြီးပဲသုံးလာတယ်ဒါပေမဲ့ကျွန်တော်မှာ highlight ကတ်ရှိပါတယ်ဆိုတော့ကျွန်တော်ဒီကတ်ကိုမသုံးပြတော့ဘူးပေါ့နော်ဒါပေမဲ့ Saliba ကတော်တော်ကောင်းတယ်ဂိမ်းထဲမှာကောင်းတယ်ပေါ့နော်ပြီးရင် defense ကောင်းတယ်ပြီးရင်သူ့ရဲ့အဓိကအားသာချက်ကတော့သူကညံတယ်ပေါ့ဗျာ speed ကောင်းတယ်အဲ့တော့ဘယ်လို speed ကောင်းရင်ဘာတွေအသုံးဝင်လဲဆိုတော့ကျွန်တော်ဂိမ်းထဲမှာဗျာဒီဂိမ်းရဲ့သဘောပါကွာတိုက်စစ်မှုတွေကအရမ်းမြန်တယ်ဗျာအဲ့လိုအရမ်းမြန်တဲ့တိုက်စစ်မှုတွေကိုထိန်းဖို့ဆိုရင်ကျွန်တော်ခံစစ်မှုတွေကမြန်နေဖို့လိုတယ်ဗျာအဲ့ခံစစ်မှုမြန်နေတဲ့မှာဒီ William Saliba တယောက်ပေါင်းဖြစ်တယ်ပေါ့ဗျာသူ့ရဲ့ဒီ speed က87နေတက်တယ်ဗျာပြီးရင် physical contact ကလည်း92ရှိရဗျာအဲ့တော့တော်တော်ကြီးကိုအသုံးဝင်နေကြဗျာအဲ့တော့ဘာသာတော့မှာကတ်ခုရှိရပေါ့နော် Saliba ကတ်ဆိုရင် Saliba ကတ်တိုင်းကောင်းတာအဲ့တော့ဒီကတ်ကိုသုံးကြည့်ဖို့ပြောချင်တယ်ဗျာနောက်တစ်ကတ်ကတော့ဒီကတ်ပေါ့နော်ဒီကတ်ကတော့ Man City စားသမား Gvardiol သူကလည်းတော်ကြီးကိုကောင်းတယ်ဗျာသူကအင်ဂိမ်းထဲမှာလည်းတော်ကောင်းတာမြန်တယ်ပြီးရင်သူကအဲ့လိုဘောလုံးဖြတ်တာတွေရောတကယ်လို့left back မှာထားဆောင်မယ်ဆိုလေတိုက်စစ်ကိုလိုက်ပါမှုတွေတော်ကောင်းတယ် physical contact ကောင်းတယ်ပြီးရင်သူ့မှာလည်း speed ကောင်းတယ်ပေါ့နော်အဲ့တော့တော်တော်လေးမြန်ဆန်ရှိတယ်ဘောလုံးဖြတ်တတ်မှုတွေကောင်းတယ်ပြီးရင် in game ထဲမှာတော်တော်ကောင်းတယ်အဓိကဒီ player တွေကတော့ in game ထဲမှာကောင်းတယ်ပေါ့ဗျာနောက်တစ်ယောက်ကတော့ Hakimi ဗျာ Hakimi ကသူလည်းကတ်တိုင်းကောင်းတယ်ပေါ့နော်ကျွန်တော်ဒီကတ်ကိုပဲဥမာပြောချင်တယ်ပေါ့နော်သူကအဲ့လို left back ကိုမှာ right ကော left ကောအဲ့လိုဘယ်နေရာထားဆိုရတယ်ဗျာပြီးသူကအဓိကတော့ဗျာ Hakimi ကမြန်တယ်ဗျာမြန်တော့ကောင်းတယ်ဗျာအင်္ဂိမ်းထဲမှာတော်တော်လေးကောင်းတယ်ဘယ်နေရာထားဆိုကောင်းတယ် stamina 69တက်တယ်အဲ့တော့သုံးကြည့်ဖို့ကျွန်တော် recommend ပေးရပါဗျာနောက်တစ်ယောက်ကတော့ Nuno Mendes ပေါ့နော် Nuno Mendes ကကျွန်တော်ဒီ highlight ကတ်တွေပါမကြိုက်ဘူးဒီ standard ကတ်ကိုကြိုက်တာဗျာဘာလို့ standard ကတ်ကိုကြိုက်တယ်လဲဆိုတော့ standard ကတ်မှာအားသာချက်ကသူ့ရဲ့ speed က100အထိရှိတယ်ဗျာတကယ်လို့ဒီတိုင်းစားကတ်တွေမှာဆိုရင်ဗျာ90အဲ့လိုပဲရှိတယ်ဗျာဒီမှာဆို100အထိတက်တယ်ဗျာ100အထိတက်ပြီးတော့ဒီတော်ကောင်းတယ်ဗျာမြန်ဆန်ပြီးတော်ကောင်းတာဖြတ်ထုတ်မှုတွေကလည်းကောင်းတယ်အင်္ဂိမ်းထဲမှာတော်ကောင်းတယ်သူ့ရဲ့ဒီမှာမြင်ရတဲ့သူ့ရဲ့ ability တွေကသိပ်ပြီးတော့မရှိဘူးဗျာအင်္ဂိမ်းထဲမှာတော်တော်ကြီးကောင်းတယ်ပြီးရင်သူ့ရဲ့အားသာချက်ကဘာလဲဆိုသူဆန်နာဘက်လည်းထားဆိုလို့ရတယ်ဗျာဆန်နာဘက်ထားဆိုလို့ရတယ်ပြီးရင်ဒီမှာဆိုရင် speed and pull up ပါတယ်ဗျာ AI players and stable pull up ပေါ့နော်အဲ့တော့တော်ကြီးကိုမြန်ဆန်နဲ့ကောင်းတယ်ဗျာဒီမှာသူ့ရဲ့ player skill မှာဆိုလေဘာမှထည့်တာမဟုတ်ဘူးเนาะဒီတိုင်းပဲသူ့ဘာသူဒီတိုင်းပါနေတဲ့ဟာတွေဆိုရင် long throw ပါတယ်ဗျာ interception ပါတယ် sliding tackle ပါတယ်ပြီးရင် acrobatic clearance ပါတယ်ဗျာအဲ့ဒါလီထဲမှာလည်းသူအဲ့လိုမျိုးဖြတ်နိုင်တယ်ပေါ့ဗျာအဲ့လိုမျိုးဖြတ်ထုတ်မှုတွေတအားကောင်းတယ်ဗျာပြီး soul control ပါတယ်အဲ့တော့ဒီကတ်ကတကယ်လို့ကို့မှာစနာဘက်လုံနေတာဖြစ်ဖြစ် left wing back လုံနေတာဖြစ်ဖြစ်ဒီကတ်ကိုသုံးပြတင်နေဗျာနောက်တစ်ကတ်နေနေချူရမယ်ဒီကတ်ကတော့တော်တော်များလဲသုံးနေဗျာကျွန်တော်မှာဘီယရာရှိလို့သိမသုံးပြတာဒီကတ်ကချူရမယ်ဒီကတော်တော်ကြီးကိုကောင်းတာ
ချို့ဗျာကျွန်တော်ပြိုင်ပွဲနေတဲ့တွေ့ player တွေထဲမှာဆိုရင်ဒီကတ်ကိုသုံးပြီးတော့ဗျာတော်တော်ကြီးကိုလိုမျိုးထိန်းသွားတာဗျာကျွန်တော်ရဲ့ player ကျွန်တော်ရဲ့တိုက်စစ်မှာဆိုရင်တော်တော်ကြီးကိုကောင်းတဲ့ E2 လို့လိုမျိုးစွာတဲ့အဲ့လို player ရှိရဗျာဒီကတ်ကိုလည်းနဲ့သူတို့ထိန်းသွားတာဗျာကျွန်တော်ရဲ့အဲ့လိုမျိုးတွေ့ရတယ်ဗျာအဲ့တော့ဒီကတ်ကိုလည်းကျွန်တော် really recommend ပေးတယ်ဗျာတကယ်သုံးကြည့်ဖို့ကောင်းတဲ့ကတ်ဗျာပြီး Mac Alestra တော့ဒီကတ်မဆိုကျန်းတာသူကသူ့ရဲ့သူ့ရဲ့အတားကြပါဆိုသူကဗျာအဲ့လို balance ဖြစ်တယ်ဗျာသူကဒီအကုန်လုံးပေါ့နော်သူ့ရဲ့ဒီ status တွေ ability က balance ဖြစ်တယ်ပြီးရင်သူမှရှိတဲ့ရှိရတဲ့အကုန်ရှိရဗျာဒီ stamina ကောင်းတယ်တကွင်းလုံးပတ်ပြေးပြီးစုံနေတာသူက DMF လည်းထားဆိုလို့ရတယ် CMF လည်းထားဆိုလို့ရတယ်အဲ့တော့ကျွန်တော်ဒီကတ်ကိုလည်း recommend ပေးရပြီး battery ကလည်းကတ်တိုင်းလေးပါကိုခေါင်းတာကျွန်တော်ဒီကတ်ပေါ့နော်ဒီကတ်ကသူက battery က refilling ကောင်းတယ်ပန်စင်တွေကောင်းတယ်အဲ့လိုမျိုးဒီမှာသူ့နားမှာလူတွေဝိုင်းနေလေသူကပိုကောင်းနေပဲအဲ့တော့ battery ကိုလည်းကျွန်တော်ကကြိုက်တယ်ပေါ့ဗျာပြီးသူက defense မှာလည်းဗျာသူ့မှာ tackling လို့ပြောလို့73လို့ aggression ဆိုရင်လည်း70 defensive engagement ဆိုလည်း80လို့ရှိရဗျာအဲ့တော့ဘယ်လိုပြောမလဲဘောလုံးလည်းဖြတ်တယ်ဗျာဖြန့်ဝေမှုလည်းကောင်းတယ်အဲ့တော့ဒီကက်ကိုလည်းသုံးသင့်တယ်ဗျာဒီသူ့မှာ speed လည်းကောင်းတယ်ဒီ stamina ကတော့ program လို့ပေါ့နော်သူကတကွင်းလုံးမှာစော့နေရဆို95ကောင်းတယ်ပြီးရင်ဆာလာရဲ့ ticket ပေါ့ဆာလာရဲ့ ticket ဘာလို့ကျွန်တော်ဆာလာရဲ့ ticket ကိုကြိုက်ရလဲဆိုတော့ကျွန်တော်Roman flank player တွေကိုကြိုက်တယ်ပေါ့နော်သူကတောင်ပန်းမှာကြီးပဲရှိမနေဘူးဗျာကျွန်တော်တို့ဒီ e-football ပေါ်မှာတောင်ပန်းသူတွေကအတွင်းကိုချိုးဝင်တာများအတွင်းကိုချိုးဝင်တာများရောဖြစ်တယ်တိတ်မရှိဘူးဗျာဒီဆာလက်ကကြောင့်Roman flank ဖြစ်နေတော့ဒီကက်က Roman flank ဖြစ်နေတာအဲ့တော့ဒီကက်ကအတွင်းကိုချိုးဝင်နေတာချိုးဝင်တော့ဘယ်လိုပြောကိုသမားနဲ့တွေးနိုင်ချင်များတယ်ပြီးရင်အဲ့တော့အဆုံးသက်လို့ကောင်းတယ်ဗျာသူ finishing နဲ့91ရှိတယ်ဒီဆာလက်ရဲ့ဒီကက်ကတော်တော်လေးကိုကောင်းတယ်ပေါ့နော်အဲ့လိုမျိုးဒီအလကားရတဲ့ကတ်တွေမှာပေါ့နော်တခြားသူ့ရဲ့ highlight ကတ်တွေပါကျွန်တော်မရှိဘူးဗျကျွန်တော်ဒီကတ်ပဲရှိတယ်တခြားကတ်တွေတော့ရှိတယ်ဗျဟိုသူတို့ရဲ့ back တွေရတဲ့ကတ်တွေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ဒီကတ်ကိုတော်တော်ကြိုက်တယ်ဆာလာကတ်ပြီး Mbappe ဒီကတ်ကတော့တော်ကြီးကိုကောင်းတယ်ဒီကတ်ကကျွန်တော်အရင်တော့တော်တော်သုံးတယ်ဒါပေမဲ့ကျွန်တော်အခုကျွန်တော်ဟို highlight ကတ်ရှိသွားတော့ကျွန်တော်မသုံးပြတော့ဘူးပေါ့နော်အခုအကတ်ကကျွန်တော်အရင်တော့ကျွန်တော်ရဲ့တော့ကိုသွင်းဆက်ပဲတိုက်စစ်မှုမှာရှိတဲ့နေရာအကုန်ရှိတယ် attacking awareness 89ရှိတယ်ဒီ finishing ကောင်းတယ်ဘလုံး speed တွေလည်းကောင်းတယ် guard တွေလည်းကောင်းတယ်ဒီ speed တွေ acceleration တွေကတော့ average ဆိုတော့ပြောကြမလို့ပေါ့ဗျာဒီ balance ရှိတယ်တော့နဲ့ဘလုံးပြတ်တော့ပေါ့ဗျာဒီ first line shots ပါတယ်ဒီ captain စီပါတယ် short turn တွေလိုအပ်တာတွေအကုန်ပါတယ်ဗျာအဲ့တော့ဒီကတ်ကိုလည်းကျွန်တော်တကယ် recommend ပေးတယ်ဒီကတ်ကတော့ကျွန်တော်သိမကြိုက်ဘူးဗျာဒီပြန်ပဲထည့်တာတော့ဗောနော်ကျွန်တော်ဒီတခြားအလကားရရတဲ့ကျွန်တော်အလကားရရတဲ့ကတ်ဆိုတော့ထည့်တာကျွန်တော်သိမကြိုက်ဘူးဒါပေမဲ့သုံးတဲ့သူတွေဆိုရင်တော့သုံးတတ်တယ်ကျွန်တော်တော့မသုံးတတ်ဘူးသူက physical နဲ့တိုးပြီးဆော့တာဗောနော် draw ပါတော့လို့မျိုး draw ပါတော့ဟာလန်တို့ကပ်လို့ဗျာရန်နဲ့လေးတယ်ဒါပေမဲ့သူအထာနေတယ်ဗျာသူဘောလုံးတွေမျောပြလိုက်အဲ့လိုအထာနေသူဖြစ်တယ်ကျွန်တော်တို့အထာနေတော့မကြိုက်ဘူးကျွန်တော်1 2နဲ့ဆော့ရသူဆိုတော့ကြက်ကတော့ကျွန်တော်သိမချက်ဘူးဒါပေမဲ့ကောင်းတယ်သုံးကြည့်ဖို့ပြောချင်တယ်ဗောဗျာနောက်ထပ်ကျွန်တော် substitute မှာဆိုရင်ဒီကပ်ပေါ့နော် validity ကတော့ကျွန်တော်သိမသုံးပြဘူးကျွန်တော်မှာတူရမရှိဘူးလို့ကျွန်တော်မသုံးပြဘူးเนาะဒါပေမဲ့လက်ကရတဲ့ကတ်တွေမှာဆိုရင်ဒီကပ်ကတော်တော်စေတနာပပနဲ့ထုတ်ပေးတာလည်းကပ်ပေါ့နော်နောက်လို့ speed ဆိုရင်100တိတက်တယ်ဗျာ acceleration ပြောကြမလို့ kicking power အဲ့လိုသူက attacking ဆိုတော့ kicking power ပေါ့နော်အဲ့ဒါလည်းကောင်းတယ် stamina 100အဲ့တော့ဒီကပ်ကိုလည်းကျွန်တော် recommend ပေးရဗျာတကယ်လို့ကိုမှကတ်တစ်ခုလိုနေပြီဆိုရင်ဒီကပ်ကိုသုံးကြည့်ပါဗျာနောက်တစ်ယောက်ကတော့ Bastoni ကတော့ပြောစရာမလိုဘူးပေါ့နော် Bastoni ကလည်းကတ်တိုင်းကိုကျန်တာ Bastoni ကကတ်တိုင်းကျန်တယ် in game မှာတော်တော်ကောင်းတယ်သူရဲ့ defensive တွေ target aggression တွေအကုန်ကောင်းတယ်ပြီးရင်သူမှာ speed ကောင်းတယ်ပေါ့ဗျာခံစားမှုတွေမှာတည်မှာ speed ကောင်းတယ်အမှကတ်ရှာပဲအဲ့တော့ဒီလိုကစားသမားတွေရှိနေတာကောင်းတယ်ကိုတင်မှာရှိနေတာကောင်းတယ်ပေါ့နော်ကျွန်တော်တို့သူ့ဒီ left back ပါ trainer ပေါ့ဗျာသူဘယ်တန်းဆိုတော့အဲ့နေရာနဲ့လည်းအဆင်ပြေတယ်ပေါ့နော်
နောက်တစ်ယောက်ကတော့ကွန်တေကတော့ကောင်းတယ်ဗျာသူလည်း backup ဆိုကောင်းတယ်ကျွန်တော်အရင်တော့သုံးပြတယ်အခုကျွန်တော်ဟိုရပါ highlight ကရပါတော့ဒီကတ်ကိုမသုံးပြတော့ဘူးပေါ့နော်ဒီကတ်လည်းကောင်းတယ်သူက in game ထဲမှာဘလို့ကောင်းလို့ကောင်းမှမသိရသူက center back လည်းစော်တယ် right back လည်းစော်တယ်သူကဘယ်နေရာထထရရပါတော့ဒီ defensive ဗျာဒီအသစ်ထွက်လာတဲ့ highlight ကတ်ဆိုရင် attacking ဗျာအဲ့တော့နည်းနည်း defensive ကိုမလုံးဘူးဗျာဒီကတ်ကတော်တော်လုံးနေပြီး speed ကောင်းတယ်ဘောလုံးဖြတ်သုံးမှုတော်ကောင်းတယ်ပေါ့နော်အဲ့တော့ကိုမှ right back လုံးနေရဖြစ်ဖြစ် center back လုံးနေရဖြစ်ဖြစ်ဒီကတ်ကိုသုံးကြည့်ဖို့ recommend ပေးရဗျာနောက်တစ်ကတ်ကတော့ဒီကတ် dampen ကျွန်တော်အရင်တော့ဗျာခေါင်းတိုက်တာတွေခစ်စားလေးခေါင်းတိုက်ခစ်စားမှာဒီကောင်ကိုကျွန်တော်ခေါ်ဝါပေါ့နော် squad ထဲမှာထည့်တယ်ကွာဘာလို့လဲဆိုတော့အရက်တော်ရှိတာဗျာအရက်က200တောင်ရှိရဗျာဒီ left back လည်းသုံးလို့ရတယ် center back လည်းသုံးလို့ရတယ်သူ့ရဲ့အဓိကအားသာချက်ကဒီကောင်ကြီးအရက်ကြီးရှည်နေတာဗျာရှည်နေမယ်သူ့ရဲ့အဓိကအားသာချက်ကဘာလဲဆိုတော့ speed က89ကိုဖြစ်နေတာအဲ့ဒါကြီးကတော်တော်ကြီးအားသာတယ်ပြီးရင်အဲ့လိုမျိုးဗျာ speed တော်ကောင်းနေတာဗျာအဲ့ဒါကြီးကတော်တော်ကြီးအားသာတယ်ဗျာသူ့အရက်ကြီးနေဗျာအဲ့လိုမျိုးဆိုတော့ဒီ stamina လည်းကောင်းတယ်ဗျာတပွဲလုံးကိုစော့နိုင်တာအဲ့လို player ပေါ့ဗျာအဲ့တော့ဒီကတ်ကိုလည်းသုံးသင့်တယ်ဗျာကျွန်တော်ကတော့အဲ့လိုကိုမှတော်လို့မျိုးကတ်လုံးနေပြီဆိုတော့ဒီလိုကတ်ကိုသုံးသင့်တယ်ပွဲတူတယ်ပြီးနောက်တစ်ယောက်ကတော့ Marquinhos ကတော့ကတ်တိုင်းကိုချမ်းတာဘာလို့ချမ်းလို့ချမ်းမှမသိဘူးသူကပြောရမလဲ defensive မှာတော်တော်ကြီးလုံးလာသူ့ရဲ့အားနည်းချက်ကခေါင်းတိုက်တာပဲရှိတယ်ဒါပေမဲ့သူက champion ကောင်းသေးတယ်ဗျာဒါပေမဲ့ game ထဲမှာတော့ခေါင်းတိုက်တာကြီးတော်တော် weak ဘာလို့ weak ပါလဲဆိုသူ့ရဲ့ physical contact ကနည်းနေတာဒီရက်နဲ့ပူနေတော့ဗျာphysical contact နည်းနေတော့ခေါင်းတိုက်တာသူခေါင်းတိုက်မိမယ်လေသိမချစ်သူခုံမိမယ်လေဗျာတခြားဟိုဘက်ကတိုက်စစ်မှုတွေနဲ့တွေ့သိမရဘူးဗျာဒီ stamina တော့သိမကောင်းသက်ကြီးပြီဆိုဒါပေမဲ့3တင်နေဗျာ3တင်တဲ့ကတ်ထဲမှာပါတယ်ပေါ့နော်နောက်တစ်ယောက်ကတော့ Carlos Baleba သူကလက်ရှိအခုဒီအပြင်မှာလဲခြေစမ်းပြတာပေါ့နော်ဒီကကျွန်တော်ကhighlight ကပေါ့ဘလို့ရတာလဲတော့မမှီတော့ဘူးတော်ကောင်းတယ်အစားတော့မသုံးပြဘူးသုံးကြည့်နေကျွန်တော်bounce to box လေးကြိုက်တော့သုံးကြည့်နေနေဒီကကိုတော်တော်ကြီးကြိုက်လာတာဗျာဒီကတော်တော်လေးကို balance ဖြစ်တဲ့ကတ်ဗျာကိုမှရှိအဲ့လိုမျိုးရှိနေသုံးတင်တယ်ဗျာခံစစ်ကိုလည်းကူတယ်တိုက်စစ်ကိုလည်းလိုက်တယ်အဲ့လိုမျိုး speed လည်းကောင်းတယ် stamina ကောင်းတယ်ဗျာအေးစစ်ရှိတယ်တော်တော်ကြီးကိုကောင်းတယ်ဒီ one touch pass ဗျာ one touch pass ကတော်တော်ကြီးကိုအရေးကြီးတယ်ကျွန်တော်one touch pass ရဖို့ trainer ကျုပ် player ဆို train လို့မရဘူးသိမလားအဲ့လို training ကတ်တွေတော့ခုံသွားတယ်skill player skill ကတ်တွေတော့ခုံသွားတယ် one touch pass ကိုမရဘူး one touch pass ကတော်တော်ကြီးကိုသုံးဝင်တယ်ကိုလာပြီး PR ပေးပြီဆိုရင်one touch pass နဲ့ဆိုရင်ဘောလုံးကချက်ချင်းထွက်တယ်ဗျအမှုဆိုသူတို့ချက်ထိန်းနေတယ်အဲ့လိုမျိုးသူကထိန်းမနေဘူးချက်ချင်းပေးနိုင်တဲ့ ability ရှိတယ်ပေါ့ဗျာအဲ့တော့ဒီကောင်းတယ်သုံးနေတယ်ဗျအခုမှရှိနေနောက်တစ်ယောက်ကတော့ဒီက90ပဲရှိတယ်ဒါပေမဲ့လုံးဝအထင်သေးလို့မရတဲ့ကတ်ဗျာတကယ်သုံးကြည့်သူ့ကိုလို့ deep line ဖြစ်ဖြစ်ထားပြီးတော့ defensive ထားပြီးဖြစ်သုံးကြည့်တော်ရွချမ်းတာပဲအဲ့လိုဘယ်ဘက်ဟိုဘက်ချမ်းဗျာတိုက်စစ်မွေးလားသူကဘောလုံးပြီးမဲ့နေကိုလည်းမထိန်မဲနဲ့ကြိုရောက်နေတာသူ့ရဲ့အားသာချက်ပဲကျွန်တော်အစမသိဘူးဗျာကျွန်တော်လည်းအဲ့လိုမျိုးတစ်ဖက်မှာတွေ့နေအဲ့တယောက်ကသုံးတာကျွန်တော်အော်လို့သူ့မှာဒါဟို highlight ကတ်ပေါ့ဗျာ highlight ကတ်လို့ show time ကတ်လို့ထင်တာဒါပေမဲ့မဟုတ်ဘူးဗျာအဲ့လိုမျိုးဒီရိုးရိုးကတ်ကိုပဲသုံးသွားတော်ရွချမ်းတာသူ့ရဲ့အားသာချက်ကဗျာရက်ရှည်ရဖြတ်သုံးမှုကောင်းတယ်ပြီး speed က87နေရှိတယ်အဲ့ဟိုကဒီရထက်တော့မှပဲမြန်သေးတယ်တစ်ဖက်လည်းကောင်းတယ်နေရာကိုမှန်းနေတာပဲအဲ့လိုမျိုးဗျာအဲ့လိုကတ်ဗျာအဲ့တော့ဒီကတ်ကိုသုံးကြည့်ပဲကျွန်တော်ဆိုရင်ပွဲကြီးတွေမှာပဲသုံးတယ်ဒီကတ်ကိုကျွန်တော်ဟိုdivision တွေမှာပဲသုံးတယ်ပေါ့ဗျာနောက်ကတော့ဒီကြောင် Frankie De Jong ကသူက CB လည်းရတယ် DMF လည်းရတယ်ပြီးရင် CMF လည်းရတယ်ပေါ့နော်ကျွန်တော်ကတော့ DMF ကိုအကြိုက်ဆုံးပဲ DMF deep line ကိုအကြိုက်ဆုံး deep line ကိုအကြိုက်ဆုံးပဲဗျာသူကအဲ့လိုဖြတ်ထုတ်တာတွေကောင်းတယ်ဗျာဒီမှာဆိုရင်သူ့ရဲ့ skill တွေမှာဆိုသူကဘောလုံးပေးရတယ်ကောင်းတာပေါ့ဗျာဒါပေမဲ့ in game ထဲမှာဆိုဖြတ်တာတော်တော်လေးကောင်းတယ်ပြီးရင် speed ကောင်းတယ် stamina ရှိတယ်ဗျာအဲ့တော့တော့တော်တော်လေးအဆင်ပြေတယ်ဗျာအဲ့တော့ဒီကက်ကိုလည်းကျွန်တော်တကယ် recommend ပေးတယ်သုံးကြည့်ဗျာတော်
တော်ကြီးကိုနောင်နာမရစေမယ်ကဗျာကိုမှအဲ့လိုမျိုးတယောက်လိုးနေပြီဆိုရင်တည်ရမှာ course ကမှလိုးနေပြီ3ကြည့်တစ်ခုတော်တော်ကောင်းနောက်တစ်ယောက်တော့ rotary ကတော့စတန်နဲ့ကကစားချမ်းတယ်ကျွန်တော်မှအဲ show time ရှိနေလို့ကျွန်တော်ဒီကက်ကိုမသုံးပြတော့အန်ကမှာပေါ့ဗျာဒါပေမဲ့ show time ကတော့မှပဲတခြား play တိုင်းဗျာသိမကောင်းဒီကက်ကပိုကောင်းတယ်ဒီကက်ကအဲ့လိုမျိုးပဲတော်ကြီးကိုကောင်းတယ် defense တော်တော်ကောင်းတယ်ပြီးရင်သူ့မှာ body ကောင်းတယ်သူကလည်းနှေးရဗျာ speed သိမရှိဘူးကျွန်တော်ဒီ rotary တက်ဆိုင်ဒီကောင်းကိုပို့ကြိုက်တာဒီကောင်းတော်တော်ကြီးကိုကောင်းတာဗျာ game ထဲမှာSakari တော်ကျန်းလားဘလို့ကျန်းလို့ကျွန်တော်မသိဘူးလက်ရှိလေ condition ပြီးဆိုတော့3ကြည့်တယ်ပေါ့ဗျာဟိုနောက်တစ်ယောက်ကတော့ Olise ကတော့ကျွန်တော်တခြားတစ်ကောင်းပါ3ကြည့်တာပေါ့နော်ဒီမှာတောင်းမှမှာတော်တော်ကြီးကိုဘယ်လိုပြောအောင်လို့ရွားရကောင်းတယ်ဗျာပြီးရင်သူ့ရဲ့ play style Roman flank ဆိုတော့ဒီအတိုင်း Roman flank တွေကောင်းပြီးသားပဲဘယ် Roman flank တွေကောင်းတာအဲ့ဒါလည်း Roman flank တွေအားသာချက်ပေါ့ဗျာပြီး speed ကောင်းတယ်အဲဝေးဝိုက်ခဏတွေကောင်းတယ်ဒီ balance တွေကောင်းတယ် stamina ကောင်းတယ်ဘာဖြစ်ကိုမှတောင်းမှလုံးလားဖြစ်ဖြစ် AMF လုံးနေရဖြစ်ဖြစ်သုံးကြည့်တယ်ဗျာသူက CMF လည်းစော်တယ်အဲ့တော့နေရာဆုံးပဲစော်တယ်ဗျာအဲ့တော့သုံးကြည့်တယ်ဒီကက်ရှိနေပေါ့နော်နောက်ကတော့ဆောင်းအောင်မယ်ကကျွန်တော်တိုက်တယ်ပေါ့ဗျာသူကဒီတောင်းမှမှာဆော်တယ်ဆိုပေမဲ့သူကဟိုမှာ Sana Forward မှာပူကျန်းတယ်သူမှတော့မြန်တယ်ဆောင်းမယ်ဝေးဝိုက်ခဏတွေကောင်းတယ် dribbling တွေကောင်းတယ်ဟိုနေရာယူတာတွေကောင်းတယ်ပြေးထွက်တာတွေကောင်းတယ်ပေါ့ဗျာအဲ့တော့ Storm ကလည်းသုံးကြည့်တယ်နောက်ဆုံးကတော့ဒီကပ်ပေါ့ Finisher Junior ကျွန်တော်အရင်တော့တော်တော်သုံးတာကျွန်တော်နောက်ပိုင်း show time ရပါတော့မသုံးပြတော့သူလည်း Roman flag သူက Sana Forward မှာပူချမ်းတယ်ပေါ့ဗျာသူရဲ့ ball control dribbling tight position အဲ့တော့တော်တော်လေးကိုကောင်းတယ်ပြီးရင် speed တော်မြန်တယ်နေဟိုဒီမှာ speed 97ပဲကျွန်တော်ဟို show time ကကိုတစ်ချက်ကြည့်ယူမှာဒီမှာတော့89ပဲရှိတာဒီကောင်ဒီကက်ကတော်မြင်ဆန်နဲ့တော်မြင်နေပေါ့ဗျာအဲ့တော့တချို့ဗျာအဲ့လို rating နည်းနေပေမဲ့ပိုကောင်းတဲ့ကက်တွေအများကြီးပဲအဲ့လိုဒီကက်ပေါ့နော်ကျွန်တော်နောက်ထပ်တစ်ကက်အကြောင်းပြောချင်တာကန်တေကကျွန်တော်မရှိလို့ဗျာကျွန်တော်မရှိလို့အဲကန်တေကလည်းကတိုင်းကိုချမ်းတော့အဲ့ကက်တွေလည်းသုံးကြည့်ပေါ့ဗျာအဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တယ်အဓိကနှစ်ကက်ကတော့ဒီ Bruno Mendes နဲ့ဒီ Dennis Zakaria သူတို့ဗျာသူမျိုး standard ကဆိုပြီးတော့ short မတွက်နေဗျာတော်တော်ကြီးကိုချမ်းနေမှာပါတယ်အဲ့တော့ brother တို့လည်းသုံးကြည့်ပေါ့ဗျာအကုန်လုံးလည်းဒီကတ်တွေအကုန်လုံးကောင်းတဲ့ကတ်တွေဗျာ brother တို့သုံးနေတယ်လည်းတခြားကတ်တွေရှိရဲဆိုလည်းကျွန်တော်ပြောပြခဲ့လို့ရတယ်ကျွန်တော်လည်းစမ်းသုံးကြည့်မယ်ဟိုတခြားကျွန်တော်ဒီတခြားနောက်ဗီဒီယိုတွေမှာလည်းဘယ်လိုပေါ့နော်ဘယ်လို play style နဲ့ဆိုတော့ကောင်းတယ်ပြီးကျွန်တော် play style ဟောလိုမျိုး compare လုပ်ပြီးတော့အဲ့လိုမျိုးဗီဒီယိုတွေလုပ်ဖို့ရှိပါဗျာအဲ့တော့ဒီနေ့ဒီဗီဒီယိုတွေတော့ပါဗျာအားလုံးကျေးဇူးတင်ပါတယ်